တိန်ဖီလစ်နဲ့အဖွဲ့ကဆိုမာလီကမ်းခြေကိုဖျက်ပြီးတော့တင်မောကြီးကိုခုံမောင်းနေကြပါတယ်။ဆိုမာလီကပင်လယ်ဓမြတွေပေါ်များတဲ့နေရာဖြစ်ပြီးပင်လယ်ဓမြတွေနဲ့ဆုံရင်ကာကွယ်နိုင်ဖို့ကပတိန်ဖီလစ်တို့အဖွဲ့ကစီးစနစ်တကျပြင်ဆင်ထားကြပါတယ်။ကပတိန်ဖီလစ်ကအသက်ကြီးပေမဲ့အမြဲတမ်းတက်ကြွနေတတ်ပြီးတော့ဘလို့အန်ဒီယေကိုမဆိုရင်ဆိုင်ဖို့အသင့်အနေထားမှာရှိနေတတ်ပါတယ်။ဒီနေ့မှာတော့သူတို့နောက်ကိုပင်လယ်ဓမြလေးနှစီလိုက်လာပြီးတော့ကပတိန်ဖီလစ်ကအဖွဲသားတွေကိုအတိပေးချိန်အဖွဲသားတွေကလေ့ကျင့်ခန်းဆင်းနေတဲ့ထင်ပြီးတော့ဒါတကယ်ဖြစ်နေတာလေ့ကျင့်နေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ကပတိန်ဖီလစ်ကအမေရိကန်ရေကြောင်းဝန်ဆောင်မှုဌာနစီဆက်သွဲကအကူအညီတောင်းခဲ့ပေမဲ့အဲ့ဒီဌာနကကပတိန်တို့နောက်ကိုလိုက်လာတဲ့သင်္ဘောကငါးဖမ်းသင်္ဘောပါလို့ပြောလိုက်တော့အဲ့ဒီသင်္ဘောကငါးဖမ်းတာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။အကူအညီလည်းမရတော့ကပတိန်တယောက်အကြံထုတ်ရပါတော့တယ်။ကပတိန်ဖီလစ်ကအမေရိကန်ရေကြောင်းဆက်သွယ်ရေးစီကူညီတောင်းပြီးသူကိုယ်တိုင်ကပဲထိုဌာနကနေသူတို့ကိုတိုက်လျင်နဲ့စီလွတ်ပေးကလာကဲမဲဆွဲပုံစံနဲ့အတန်တူလုပ်လိုက်တယ်။အဲဒီတန်ကိုရေဒီယိုကနေကြားတော့ဓမြတစ်ဖွဲကပြန်လဲပြီးမယ်နောက်တစ်ဖွဲကတော့ဒါသူတို့တမဲ့ငါတို့ကိုလှည့်စားနေတာဘယ်လျင်မှလာမှာမဟုတ်ဘူးလို့ပြောကကြံခဲ့ကြတယ်။ကပတိန်တို့နောက်ကိုဆက်လိုက်ပေးမယ်ဆက်ပြတ်သွားပြီးလိုက်မမီခဲ့ပါဘူး။ကပတိန်ကဒီပင်လယ်ပြင်ကအန်ဒီယေရှိပြီးသားဆိုတာငါတို့သိပြီးသားအခုအဲဒီအန်ဒီယေကိုကောင်းကောင်းဖြတ်ကျော်နိုင်ကြပြီ။ငါတို့အကောင်းဆုံးလုပ်ခဲ့ကြတယ်လို့ပြောပြီးမက်ကိုငါတို့လုပ်ခဲ့တဲ့အပေါ်မင်းဘလို့မြင်လဲလို့မေးလိုက်တဲ့အချိန်သင်္ဘောအင်ဂျင်တွေကိုအရှိန်တင်ပြီးမောင်းချလို့ဒီအန်ဒီယေကိုကျွန်တော်တို့ဖျက်ကျော်နိုင်တာလို့ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာနောက်တစ်ယောက်ကသူတို့ချင်းတီပြန်လာကြမှာလို့ပြောချိန်သူတို့ပြန်လာကြလေအခုငါတို့လုပ်ခဲ့တဲ့အတိုင်းပဲလုပ်ကြတာပေါ့လို့ပြောပြီးသင်္ဘောအင်ဂျင်နီယာကဒီနေ့မောင်းခဲ့တယ်လို့အရှိန်တင်ပြီးမောင်းနှင်ဖို့အင်ဂျင်တွေခံနိုင်တော့မှာမဟုတ်ဘူး။ဓမြရီလက်ကနေကျွန်တော်တို့လွတ်ဖို့မလွယ်ဘူးလို့ပြောလိုက်ပါတယ်။တယောက်နဲ့တယောက်အခြေတင်တွေဖြစ်ကြပြီးတော့ဒီခီးကိုအဆုံးထိမလိုက်ချင်တဲ့သူကုမ္ပဏီကိုထွက်စာတင်ပြီးအိမ်ပြန်လို့ရကြောင်းဖီလစ်ကပြောလိုက်ပါတယ်။မနေ့ရောက်တော့ထင်တဲ့အတိုင်းပဲဓမြအဖွဲ့ကသူတို့နောက်ကိုဆက်လိုက်လာကြတယ်။ကပတိန်ဖီလစ်ကအမေရိကန်ကုန်သွယ်ရေးဝန်ဆောင်မှုစီအကူအညီတောင်းပါတယ်။ဓမြတွေကသင်္ဘောကိုရပ်ဖို့ပြောပေမဲ့ရက်မဲ့အစားအရှိန်တင်ပြီးဆံမောင်းနေတာကြောင့်တနက်နဲ့ပြစ်ကြပါတော့တယ်။ကပတိန်တို့အဖွဲ့ကလည်းနဲ့ကင်ဆောင်ထားတဲ့ပင်လယ်ဓမြတွေထံကောင်းငုံမခံပဲသင်္ဘောပေါ်ရှိတဲ့ပစ္စည်းတွေနဲ့ခုခံကြတယ်။ဒါပေမဲ့ကပတိန်ဖီလစ်ရဲ့အယ်ဘားမားသင်္ဘောကြီးလည်းဝင်စီးခံရပါတော့တယ်။ကပတိန်ကအကူအညီမရောက်ခင်ထိသေချာပုံနေဖို့နဲ့သင်္ဘောကြောင့်သူတို့ဘာမှမသိဘူးငါတို့ပဲသိတာသူတို့လိုချင်တာမရပဲငါတို့ကိုဘာမှလုပ်မှာမဟုတ်လို့မစိုးရင်ကြနဲ့အဆင်ပြေသွားမှာလို့အဖွဲ့သားတွေကိုနှစ်သိမ့်ပေးလိုက်။အဲ့ဒီအချိန်မှာဓမြအဖွဲ့ကစကောင်းထဲဝင်လာပြီးဓမြဘိုအဒူဝါလီကအခုချိန်သင်္ဘောပေါ်မှာငါကကပတိန်ပဲလို့ပြောကစိတ်ကြက်ချဲလဲပါတော့တယ်။ပြီးတော့သင်္ဘောပေါ်မှာဘာတွေသဲလာတာလဲဒေါ်လာတွေလားလို့မေးတော့ကုန်ပစ္စည်းတွေပါဒေါ်လာကတော့3000လောက်ပဲပါပါတယ်ဒါကြောင့်ဒေါ်လာ3000လောက်ကတော့မင်းကိုပေးလို့ရပါတယ်လို့ကပတိန်ကပြောတော့ဓမြဘိုကဒေါ်လာ3000နဲ့ကျင်းနေရအောင်ငါ့ကိုအယူများထင်နေလားလို့ပြောကသင်္ဘောကိုပတ်ရှာကြပါတော့တယ်သင်္ဘောမြေပုံကိုတွေ့ပေမဲ့ဘာမှနားမလဲလို့ကပတိန်ကိုအင်ဂျင်ခန်းကိုလိုက်ပြခိုင်းတယ်။ဓမြတယောက်ကပလင်းခွဲကိုနင်းမိကတန်ရသွားတဲ့အတွက်ကပတိန်ဖီလစ်ကစိတ်ထဲဖို့ပြောပေမဲ့ဒါရီအားလုံးကမင်းအကြံတွေပဲငါမသိဘူးများလို့ထင်နေလားလို့မိုက်ကြီးခွဲလိုက်ပါတယ်။ဓမြကောင်းဆောင်ကိုသင်္ဘောသားတွေကဖမ်းမိပြီးဒေါ်လာ3000ယူကအေးစစ်စစ်ထွက်သွားဖို့အဖွဲ့သားတွေကိုအမိန့်ပေးခိုင်းပေမဲ့သူ့လက်ထောက်ကဒေါ်လာ1သန်းပဲလိုချင်တာလို့ပြောကကပတိန်ကိုပါဖမ်းခေါ်သွားကြပါတယ်။ကပတိန်ဖီလစ်ကိုအသက်ကယ်လီနဲ့ဖမ်းခေါ်သွားကြပြီးတော့လီထဲမှာဒဏ်ရာရတဲ့သူကိုကပတိန်ကစေးထည့်ပေးကသူ့အသက်ကိုမေးတော့16နှစ်သားရှိသေးလို့မင်းကဒီအလုပ်ကိုလုပ်လို့ရတဲ့အရွယ်မဟုတ်သေးဘူးလို့ကပတိန်ကကျဉ်ကျဉ်နာနာစကားတွေပြောနေပေမဲ့လက်ထောက်ဓမြကတော့ကပတိန်ကိုလုံးဝကြည့်မရပါဘူး။အဲ့ဒီချိန်မှာပဲကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီးတော့ကပတိန်နဲ့တွေ့ချင်တယ်လို့ပြောလို့ကပတိန်ကိုလေအပြင်ထုတ်ပေးတဲ့အချိန်မှာမင်းတို့အတွက်အစာရေစာတွေယူလာတယ်။မင်းတို့ကုသပေးဖို့ဆရာဝန်တွေလည်းပါတယ်လို့ပြောလိုက်တော့ငါတို့အဲ့ဒါတွေမလို့ချင်ဘူးငါတို့လိုချင်တာဒေါ်လာ10သန်းပဲဒေါ်လာပဲပေးပါဆိုပြီးတော့ကပတိန်ကိုပြန်လွှတ်ပေးမယ်လို့ပြောလိုက်တော့အမေရိကန်တပ်တွေကအချိန်တွေဆွဲကစကားလမ်းကြောင်းတွေလွဲနေလို့ကပတိန်တို့လေးတဲ့ပြန်သိမ်းလိုက်ကြပါတယ်။ညတညမှာဖီလစ်ကလေးဘော်ကနေခုံဆင်းပြီးထွက်ပြေးပေမဲ့မလွတ်မြောက်ခဲ့ပါဘူး။အဲဒီချိန်မှာအမေရိကန်ကယ်ဆယ်ရေးလေယာဉ်တွေကသူတို့အနီးမှာပြန်ဝဲနေတဲ့အတွက်ကြောင့်ဓမြကောင်းဆောင်ကသူတို့လည်းအန်ဒီယေမဖြစ်အောင်အမေရိကန်တွေလိုက်ရောပေးတဲ့အတိုင်းဒေါ်လာ3000ကိုယူကကပတိန်ကိုပြန်လွှတ်ပေးဖို့ပြောပေမဲ့ဒူလက်ထောက်ကသဘောမတူလို့နှစ်ဦးသားစကားများနေခဲ့ကြပါတယ်။အဲ့ဒီချိန်ရေဒီယိုကနေသတင်းတစ်ခုဝင်လာပြီးတော့သူတို့လိုချင်တဲ့ငွေအတွက်အပေးယူတစ်ခုလုပ်ဖို့နေရာတနေရာမှာချိန်လိုက်ပြီးအဲ့ဒီနေရာမှာသူတို့ကိုဓမြတိုက်ခိုင်းတဲ့ခေါင်းဆောင်တထေးလဲရှိနေကြောင်းပြောတော့ခေါင်းဆောင်အဒူဝါလီလည်းအမေရိကန်တပ်တွေနဲ့အသာတကြီးလိုက်သွားခိုင်းမှာသူ့လက်ထောက်နဲ့အဖွဲ့သားကြံရစ်ခဲ့ပါတော့တယ်။သူတို့အမေရိကန်တွေလက်ကွက်စနေမန်ရှိမီလာတဲ့လက်ထောက်ကကပတိန်ကိုမျက်စိတွေဖုံးပြီးတက်ဖို့လုပ်ပါတော့တယ်။ကပတိန်ဖီလစ်တရားတရားတော့မှမို့လို့သူ့ဇနီးကိုဘလောက်ချက်ကြောင်းနဲ့မင်းနဲ့တူဆက်မရှိပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်လို့ရေရွရဲနဲ့ငိုကြွေးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဓမြတွေကိုအပြည့်ရှင်းကကပတိန်ကိုကယ်တင်နိုင်ခဲ့ကြပါတယ်။ဓမြကောင်းဆောင်အဒူဝါလီကတော့သူ့ပြစ်တွေအတွက်အမေရိကန်ထောင်မှာ33နှစ်ကြာခံရပြီးတော့ကပတိန်ဖီလစ်ကတော့သူ့မိသားစုရှိရာဗာမာကိုအသက်ရှင်သွားနိုင်ခဲ့ပါတယ်ရှင်။